တနည်းကိုစနစ်နာနေ15နာရီလောက်အသေးလေးရုံးကန်နေရပြီမဲ့တခြားသူတွေကအချင်းတဝက်လောက်ပေးယုံနဲ့အောင်မြင်သွားတာမျိုးမြင်သူကြမှာပါတကယ်ကိုခံရင်းစရာကောင်းတဲ့ခံစားချက်ကြီးတော့အလုပ်ကိုအစောဆုံးလားနောက်ဆုံးမှပြန်ဒါပေမဲ့ရလက်တီကတော့ကိုစိုက်ထုံးလိုက်တဲ့ချွေပေါက်တီပေးဆက်လိုက်ရတဲ့အချိန်လေးနဲ့လုံးဝထိုက်တာမနေတာမျိုးကြုံမှုကြလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့အားလုံးတက်တီလေးတွေးမိတဲ့မိခုတစ်ခုရှိလာပြီအမြင့်ဆုံးစူးစမ်းအားထုတ်မှုကဘာလို့အနှိမ့်ဆုံးရလက်တီကိုပဲပေးနေရတာလဲဆိုတာပဲတကယ်တော့လေခွန်အားချီးတက်သုံးပြီးအတင်ယုံမယ်ဆိုတဲ့သဘောတရားဟာဘဝကြီးကိုစုပ်ယူဝါမျိုးသွားမဲ့ထောချော့တစ်ခုဆိုတာဒီကနေ့မြင်အောင်ကြည့်ဖို့လိုအပ်နေပါပြီဥပမာလေးတစ်ခုကြည့်ရအောင်ပေါ်မဆွဲသူဟာပြင်းထန်တဲ့မိုးခေါင်ရေရှားမှုကာလမှာလေလံနဲ့ရေပုံး90ကိုနှစ်တိုင်းထမ်းပြီးနှလုံးရောက်မတက်လို့လုပ်ခဲ့တယ်ပင်ပန်းနွမ်းနဲ့မူတက်တပါလေအထက်နှုံးကလည်းတိတ်မကောင်းဘူးကဲနောက်တစ်အောင်ဒီချက်ကိုကြည့်လိုက်ကြစို့သူကအလိုလျောက်အဆက်ချရေးပေးစနေရဲ့ခလုတ်လေးကိုညှိလိုက်ရုံပဲမိသားစုနဲ့လက်ချင်းဖြုံနေတယ်လို့အထက်နှုံးကလည်းမျက်စံတော့ပို့ထွက်ခဲ့ပါတယ်ဒါကိုကြည့်ရင်ချွေးပို့ထွက်တိုင်းအကျိုးမြတ်ပူရတာမဟုတ်ဘူးဆိုတာထင်ရှားနေပါလေတစ်ခေါက်သမားနှစ်ယောက်ကိုမြင်အောင်ကြည့်လိုက်ပါတယောက်ကတုံးနေတဲ့ပတ်စင်ကို7နိုင်ကြအောင်တွေးထွက်တဲ့မျိုးလဲခုတ်နေတဲ့တက်တယ်ကမလဲသွားပါဘူးနောက်တစ်ယောက်ကတော့မခုတ်ချင်ရက်လိုက်တယ်ပြီးတော့တနိုင်ကြတိုင်း10မိနစ်လောက်အချိန်ပေးပြီးပတ်စင်ကိုတွေးပါတယ်ဘယ်သူနိုင်မလဲအဖေကရှင်းပါတယ်ထပ်နေတဲ့ပတ်စင်ကပဲအနိုင်ရမှာပါဒါကြောင့်တုံးနေတဲ့ပတ်စင်ကိုအားကုန်ထုံပြီးလွဲခုံနေရတယ်ခဏရက်လိုက်ပါကိုယ့်ရဲ့ပတ်စင်ကိုထအောင်ပြေးရမယ့်အချိန်ရောက်နေပါပြီဒါဆိုရင်ကိုယ့်ရဲ့ပတ်စင်ကိုဘယ်လိုတွေးကြမလဲကိုပြောင်းလဲပေးနိုင်တဲ့စင်းတုံးခုရှိပါတယ်ပထမစင်းရင်းကတော့ချွေးထွက်ခံခြင်းထက်စီးကြခြင်းကပိုအရေးကြီးပါတယ်ဆိုတာပါပဲခုနကရေးချက်ဟာရေပုံးရထမ်းပြီးကိုမြင်မြင်မပြေးခဲ့ပါဘူးသူအိမ်နေချင်းမှာတော့အလုံးလုံးပေးနေစနစ်တစ်ခုကိုတိဆောက်ခဲ့တာပါကိုယ်တိုင်စိတ်ယုံကြည်ုံလို့မမောမပန်းလုပ်နေတဲ့အစားကိုစားအလုံးလုံးပေးနေစနစ်တစ်ခုကိုစတင်တိဆောက်ဖို့လိုပါတယ်ဒုတိယစင်းရင်းကတော့အလုံးများနေခြင်းထက်အာယုံစူးစိုက်မှုကပိုရေးကြည့်ပါမယ်သောမတ်ဟာပြီးနိုင်ငံမျိုးကိုတပြိုင်နက်လှုပ်ဖို့ကြိုးစားရင်အင်အားတွေပြန်ကျဲသွားခဲ့တယ်။ဒါပေမဲ့ရစ်ချက်ကတော့မြေစီလွာနဲ့အကိုက်ကြီးဆုံးတီးနှံနှမျိုးတည်းကိုပဲအာယုံဆက်ခဲ့တယ်။မလိုအပ်ကြတဲ့အများကြီးကြားမှနစ်မိုးနေမယ်အစတကယ်အရေးကြီးဆုံးအရာအနှဲငယ်ကိုပဲဆရာကျောင်းအောင်လုပ်ဖို့ကအဓိကပါပဲ။တတိယစီးမင်းကတော့အရေးကြီးဆုံးလို့တောင်ပြောလို့ရပါတယ်။အနာယူခြင်းဟာ view ဟာတစ်ခုပါပဲ။ထပ်ပြောပါစေ။အနာယူခြင်းဆိုတာပြင်းရည်ချင်းမဟုတ်ပဲမဟာ view အမြောက်လက်နက်တစ်ခုပါ။ပင်ပန်းနန်းနဲ့လွှမ်းတဲ့ခါအမားတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။အနားရထားတဲ့ဦးနောက်ကပြဿနာတွေကိုစောစောစီးစီးမြင်နိုင်ပြီးတီထွင်ဖန်ကြီးနိုင်တာပါ။ပျက်စီးနေတဲ့ခန္ဓာကိုပင်ပန်းနေတဲ့ဦးနောက်ကနေအကောင်းဆုံးလက်ရတွေဘယ်တော့မှထမလာနိုင်ပါဘူး။ဒီအမှန်တရားတွေကိုသဘောပေါက်သွားတဲ့အခါဘာဖြစ်လာမလဲ။သောမတ်ဟာနောက်ဆုံးမှဒီစီးမင်းတွေကိုနှလုံးသွင်းလိုက်ပါတယ်။ပစ္စည်းဟောင်းတွေကိုရောင်းချပြီးအဆက်ချရေးပေးစနစ်ကိုတက်ဆင်လိုက်တဲ့အလုပ်ချိန်ကိုလည်းဒီနေ့9နာရီထိရှို့ချပစ်လိုက်ပါတယ်။ရလက်ကတော့အထွက်နှုန်း40%တောင်တိုးလာခဲ့ပါတယ်။ဒါပေမဲ့အကောင်ဆုံးအချက်ကအဲ့ဒါမဟုတ်သေးပါဘူး။နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်အဖြစ်ဇနီးဖြစ်သူနဲ့အတူစားပွဲမှာအေးအေးဆေးဆေးထိုင်ပြီးညစာစားနိုင်ခဲ့ရပါပဲ။သူ့ဘဝကိုသူပြန်လည်ရယူနိုင်ခဲ့ပါပြီ။ဒါကြောင့်ဒီမနိုင်3ခုကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားကြပါစို့။နံပါတ်1စနစ်တစ်ခုတည်ဆောက်ပါ။ပိုက်လိုင်းတွေလိုရရင်ရေပုံနဲ့မသေးပါနဲ့။နံပါတ်2အရေးကြီးဆုံးအနေငယ်ကိုသာအာရုံစိုက်ပါ။အရာရာတိုင်းမှာတာမန်တွေဖြစ်နေတာချက်အရာနည်းငယ်မှာထူးချွန်တာကအများကြီးပိုကောင်းပါလေ။နံပါတ်3အနားယူခြင်းကိုတန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုခေတ်သဘောထားပါ။ထက်မြက်ပြီးကြည်လည်နေတဲ့အုံနောက်ကသာအောင်မြင်မှုကိုဖန်တီးပေးတာပါ။နောက်ဆုံးအနေနဲ့ကိုပြန်မေးရမယ့်မေးခွန်းလေးတစ်ခုရှိပါတယ်။ဒီနေ့လုံးနေရဲ့အလုပ်တွေထဲကစနစ်တစ်ခုနဲ့အစားထိုးလို့ရမယ့်အလုပ်တစ်ခုကဘာများဖြစ်မလဲ။ကျွန်တော်တို့လူသားတွေဟာပျက်စီးသွားတဲ့အချိန်ခိုင်စက်ကိုဖန်တီးထားတဲ့စက်ရုံသုံးစက်ရုပ်တွေမဟုတ်ပါဘူး။အင်မတန်ချက်မြက်တဲ့အုံနောက်ရှိတဲ့ပုံကိုယ်တွေပါ။ဒါကြောင့်အခုပဲဆုံးဖြတ်လိုက်ပါ။တုံးနေတဲ့ပုစင်ကိုလွဲနေတာရလိုက်ပါတော့ဒီနေ့အတွက်အလုပ်တစ်ခုကိုရွေးချယ်ပြီးစနစ်တစ်ခုတည်ဆောက်ပါကိုယ့်ရဲ့ပုစင်ကိုစက်တင်ပေးလိုက်ပါအပြန်ထွက်ပြီးကိုယ့်ဘက်အချင်းပြီးကိုယ့်ရဲ့ဘဝကိုပြန်လည်ရယူလိုက်ကြပါစို့